ရိုနယ်ဒိုဟာသူ့ရဲ့အောင်ပွဲခံပုံစံအသစ်ကိုပိတ်ပင်လိုက်တဲ့အတွက်ဒိုင်လူကြီးကိုဒေါသထွက်ခဲ့ပါတယ်။ရိုနယ်ဒိုဟာမက်ဆီရဲ့နိုင်ငံမှာကစားတိုင်းဒီလိုပဲဖြစ်လိမ့်ရှိပါတယ်။ပရိသတ်တွေကသူ့ကိုလှောင်ပြောင်တာမရက်ပါဘူး။သူတို့ကလေချုံပြီးမက်ဆီလို့အော်ဟစ်ကြပါတယ်။ရိုနယ်ဒိုဘောလုံးကိုထိတိုင်းလေးစားမှုမရှိပါဘူး။မမေ့နိုင်စရာပွဲစဉ်တစ်ခုမှာမက်ဆီရဲ့အသင်းကအနိုင်ရတော့မှာပါပရိသတ်တွေကအောင်ပွဲခံနေကြပါပြီ။တချို့ကရိုနယ်ဒိုကိုတောင်းရေမောနေကြပါတယ်ပြီးတော့အရာအလုံးပြောင်းလဲသွားပါတယ်။ရိုနယ်ဒိုဟာဂိုးတကိုးသွင်းယူခဲ့ပါတယ်။အားကစားကွင်းတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်။2မိနစ်အကြာမှာသူဂိုးထပ်သွင်းခဲ့ပါတယ်။ပရိသတ်အားလုံးရပ်တန့်သွားခဲ့ပါတယ်။မက်ဆီရဲ့ပရိသတ်တွေအံ့အားသင့်သွားကြပါတယ်ပြီးတော့ရိုနယ်ဒိုဟာဘယ်သူမှမမျှော်လင့်ထားတဲ့အရာတစ်ခုကိုလုပ်ခဲ့ပါတယ်။သူဟာဒေါသထွက်နေတဲ့ပရိသတ်တွေစီပြေးသွားခဲ့ပေမဲ့သူ့ရဲ့နာမည်ကြီးစိတ်တီးခတ်မဲ့အစားလက်ကိုမြောက်ပြီးစိတ်အေးအေးထားပါကျွန်တော်ရောက်နေပါပြီလို့ဖြည်းဖြည်းချင်းပြောခဲ့ပါတယ်။ကင်မရာတွေကအရာအားလုံးကိုမှတ်တမ်းတင်ထားခဲ့ပါတယ်။အဲ့ဒီခိုက်တန်းဟာတညရဲနဲ့နာမည်ကြီးသွားခဲ့ပါတယ်။အဲ့ဒီနောက်ရိုနယ်ဒိုဟာမက်ဆီရဲ့အသင်းကိုဂိုးသွင်းတိုင်းလဲအဲ့ဒီလိုပဲလုပ်ခဲ့ပါတယ်။စိတ်အေးထားပါကျွန်တော်ရောက်နေပါပြီလို့မက်ဆီရဲ့ပရိသတ်တွေကဒေါသထွက်ခဲ့ကြပြီးပိုပြီးတော့အော်ဟစ်ညှိနှိုင်းခဲ့ကြပါတယ်။မကြခင်မှာပဲဒိုင်လူကြီးတွေကဝင်ရောက်ဆုတ်ခတ်ပြီးအောင်ပွဲခံမှုကိုပိတ်ပင်ခဲ့ပါတယ်။ပရိသတ်တွေကိုစွပေးတယ်လို့ပြောကြပေမဲ့ပရိသတ်တွေကတော့အမှန်တရားကိုသိကြပါတယ်။မလေးမစားပြုလို့ပိတ်ပင်ခံရတာမဟုတ်ပါဘူး။အရန်အားကောင်းလို့ပိတ်ပင်ခံရတာပါ။